Singapore မှာဘူးဆိုလို့ရှိရင် express တွေဈေးတွေကမြင့်နော်ဒီ3000ကျော်3300 3500 4500 5000ဒီပါတော့ဒီဖြစ်တာ express ရဖို့အဲ့တော့ကျွန်တော်တို့ဒီလူတစ်တွေအတွက်ကလည်းခဲရင်အစီအပြေတဲ့အလုပ်ကိုစူးစမ်းကြတယ်express မရဟုတ်ပါမယ်အစီအပြေတဲ့ scope ကကိုယ်နဲ့ကြိုက်တယ်ဆိုလို့ရှိရင်လောက်ကြတယ်။ဘာလို့ဆိုတော့နိုင်ငံခြားကလေးတွေကိုကြည့်။နိုင်ငံခြားကလေးဆိုတာအိန္ဒိယတို့ဘင်္ဂလားတို့ဖိလစ်ပိုင်လူငယ်တွေလာတယ်။သူတို့ကအိန္ဒိယလူငယ်တွေဆိုရှင်ဈေးပေါ်ပေါ်လေးနဲ့လာပြီးတော့လောက်ကြတယ်။မ landing လုပ်တယ်။ပြီးတော့တစ်ဖြည်းဖြည်းနဲ့လုပ်တယ်ပဲသူတို့မြင့်မှာ scale up ပြအောင်ကြ။ scale upgrade လုပ်တယ်။ကို develop ပြအောင်ကြ။မြန်မာလူငယ်တွေလည်းဖြစ်စေဒီလာစာအညီခုရမှလာမယ်ဆိုပြီးတော့ဒေါ်လာဈေးရတယ်ဈေးမြင့်တက်နိုင်ဆုံးစူးစမ်းလို့ဒီနိုင်ငံခြားတိုင်းတွေကိုရအောင်ထပ်ပါထပ်လို့ရှိရင်လည်းထပ်ပြီးလို့ရှိရင်လည်းအဲ့ကိုရတဲ့အလုပ်တွေတခုမှလည်း cap ကို develop ဖြစ်အောင်ချိန်ပေးပါ landing လုပ်ပါဆရာသမားတွေအဲ့လိုမျိုးပေါ့နော်ကိုအတွက်တင့်တော်မဲ့ mentor ကိုရှာပြီးတော့စီးကပ် okay အားလုံးပဲအောင်မြင်ပါစေကျေးဇူးတင်ပါတယ် bye bye